လွတ်တော်ကိုယ်စားလှယ်များခင်ဗျာပြင်ဆင်ချက်လိုက်ထောက်ခံဆန္ဒမဲရရှိမှုနဲ့လွတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုအတည်ပြုကြေညာပါမယ်ယခုဥပဒေမူကြမ်းပြင်ဆင်ချက်ပုံမှန်လွတ်တော်ခွဲလာခင်ဗျာထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းကျော်ထောက်ခံဆန္ဒမဲရရှိမှုနဲ့စီစစ်လွတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုအတည်ပြုကြေညာပုံမှန်9ပြင်ဆင်မှုအတွက်ထောက်ခံဆန္ဒမဲ136မဲဖြစ်ပါတယ်ထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းမကျော်တဲ့အတွက်မူလအတိုင်းဖြစ်ကြောင်းကြေညာပါတယ်ပုံမှန်6ပုံမှန်ခွဲကားကြီးပြင်ဆင်မှုအတွက်ထောက်ခံဆန္ဒမဲ414မဲဖြစ်ပါတယ်ထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းမကျော်တဲ့အတွက်မူလအတိုင်းဖြစ်ကြောင်းကြေညာပါတယ်ပုံမှန်6ပုံမှန်ခွဲစလုံးပြင်ဆင်မှုအတွက်ထောက်ခံဆန္ဒမဲ410မဲဖြစ်ပါတယ်ထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းမကျော်တဲ့အတွက်မူလအတိုင်းဖြစ်ကြောင်းကြေညာပါတယ်ပုံမှန်9ပြင်ဆင်မှုအတွက်ထောက်ခံဆန္ဒမဲ473မဲဖြစ်ပါတယ်ထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းမကျော်တဲ့အတွက်မူလအတိုင်းဖြစ်ကြောင်းကြေညာပါတယ်ပုံမှန်10ပြင်ဆင်မှုအတွက်ထောက်ခံဆန္ဒမဲ414မဲဖြစ်ပါတယ်ထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းမကျော်တဲ့အတွက်မူလအတိုင်းဖြစ်ကြောင်းကြေညာပါတယ်ပုံမှန်14ပြင်ဆင်မှုအတွက်ထောက်ခံဆန္ဒမဲ404မဲဖြစ်ပါတယ်ထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းမကျော်တဲ့အတွက်မူလအတိုင်းဖြစ်ကြောင်းကြေညာပါတယ်ပုံမှန်16ပုံမှန်ခွဲခခွေပယ်ဖြတ်မှုအတွက်ထောက်ခံဆန္ဒမဲ400မဲဖြစ်ပါတယ်ထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းမကျော်တဲ့အတွက်မူလအတိုင်းဖြစ်ကြောင်းကြေညာပါတယ်ပုံမှန်20ပုံမှန်ခွဲကားငယ်ပယ်ဖြတ်မှုအတွက်ထောက်ခံဆန္ဒမဲ403မဲဖြစ်ပါတယ်ထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းမကျော်တဲ့အတွက်မူလအတိုင်းဖြစ်ကြောင်းကြေညာပါတယ်ပုံမှန်26ပုံမှန်ခွဲကားကြီးပယ်ဖြတ်မှုအတွက်ထောက်ခံဆန္ဒမဲ395မဲဖြစ်ပါတယ်ထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းမကျော်တဲ့အတွက်မူလအတိုင်းဖြစ်ကြောင်းကြေညာပါတယ်ပုံမှန်30နဲ့ပုံမှန်ခွဲကားကြီးပြင်ဆင်မှုအတွက်ထောက်ခံဆန္ဒမဲ984မဲဖြစ်ပါတယ်85ရာခိုင်နှုန်းကျော်ထောက်ခံတဲ့အတွက်ပြင်ဆင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအတည်ပြုကြေညာပါတယ်ပုံမှန်30နဲ့ပုံမှန်ခွဲခခွေပြင်ဆင်မှုအတွက်ထောက်ခံဆန္ဒမဲ986မဲဖြစ်ပါတယ်85ရာခိုင်နှုန်းကျော်ထောက်ခံတဲ့အတွက်ပြင်ဆင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအတည်ပြုကြေညာပါတယ်ပုံမှန်39ပြင်ဆင်မှုအတွက်ထောက်ခံဆန္ဒမဲ406မဲဖြစ်ပါတယ်ထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းမကျော်တဲ့အတွက်မူလအတိုင်းဖြစ်ကြောင်းကြေညာပါတယ်ပုံမှန်40ပုံမှန်ခွဲခခွေပြင်ဆင်မှုအတွက်ထောက်ခံဆန္ဒမဲ403မဲဖြစ်ပါတယ်ထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းမကျော်တဲ့အတွက်မူလအတိုင်းဖြစ်ကြောင်းကြေညာပါတယ်ပုံမှန်40ပုံမှန်ခွဲကားငယ်ပြင်ဆင်မှုအတွက်ထောက်ခံဆန္ဒမဲ343မဲဖြစ်ပါတယ်ထောက်ခံဆန္ဒမဲ85ရာခိုင်နှုန်းမကျော်တဲ့အတွက်မူလအတိုင်းဖြစ်ကြောင်းကြေညာပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းများပါဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်436ပုံမှန်ခွဲကကြီးမှာအကျုံးဝင်တဲ့ဆန္ဒမဲလက်မှတ်1နဲ့ဆက်လင်းပြီးပြည်ထောင်စုလွှတ်တော်ရဲ့အဆုံးဖြတ်ရယူခြင်းအစီအစဉ်ပြီးပါပြီဆက်လက်ပြီးဆန္ဒမဲလက်မှတ်1နဲ့ဆက်လင်းပြီးလွှတ်တော်ရဲ့အဆုံးဖြတ်ရယူခြင်းကိုမနေ့ဖြန်17ရက်3လ2020ရက်ဗုဒ္ဓဟူးနေ့ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းကြေညာပါတယ်အစီအစဉ်၈ဖြစ်ပါတယ်လွတ်တော်ကူတယ်များခင်ဗျာ15ချိန်မြောက်ပုံမှန်အစည်းအဝေး19ရက်မြောက်နေ့အစီအစဉ်ရနာပါမယ်အစည်းအဝေး20ရက်မြောက်နေ့ကိုမနက်ဖြန်2020ပြည့်နှစ်မတ်လ17ရက်ဗုဒ္ဓဟူးနေ့နနက်10:00နာရီအချိန်တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနဲ့ယနေ့အတွက်17ရက်3လ2020ရက်ကြေညာပါတယ်ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းကြေညာပါတယ်အစီအစဉ်တော်နာယကပြန်လည်ထွက်ခွာပါမယ်ခင်ဗျာ15ချိန်မြောက်ပုံမှန်အစည်းအဝေး19ရက်မြောက်နေ့အစီအစဉ်ရနာပါမယ်အစည်းအဝေး20ရက်မြောက်နေ့ကိုမနက်ဖြန်2020ပြည့်နှစ်မတ်လ17ရက်ဗုဒ္ဓဟူးနေ့နနက်10:00နာရီအချိန်တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနဲ့ယနေ့အတွက်17ရက်3လ2020ရက်ကြေညာပါတယ်ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းကြေညာပါတယ်အစီအစဉ်တော်နာယကပြန်လည်ထွက်ခွာပါမယ်ခင်ဗျာ15ချိန်မြောက်ပုံမှန်အစည်းအဝေး19ရက်မြောက်နေ့အစီအစဉ်ရနာပါမယ်အစည်းအဝေး20ရက်မြောက်နေ့ကိုမနက်ဖြန်2020ပြည့်နှစ်မတ်လ17ရက်ဗုဒ္ဓဟူးနေ့နနက်10:00နာရီအချိန်တွင်